မြောက်ကိုရီးယားအရာရှိတဦးကတကြားလုံးကိုရည်ရွယ်ချက်ရှိမြေပြင်ပေါ်သို့ပစ်ချလိုက်ပြီးထို့နောက်သူကတကြားလုံးကိုလေဖိပြီးတရုတ်ဆောင်ကစစ်သားတအုပ်၏ပါဇက်ထဲသို့ထည့်ပေးလိုက်သည့်အဆိုပါစစ်သားသည်အလွန်မင်းမနာလို့စရာခံစားရပြီးနောက်ဆုံးတွင်တောင်ကိုရီးယားဘက်သို့ထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်နေ့လယ်ပိုင်းတွင်လူတိုင်းအခမ်းအနားတွင်အလုံများနေချိန်ကယူနန်သည်မိမိ၏တပ်ပုံကိုတေချာစွာဖျက်ယူပြီးလက်မှတ်ကပ်ပေါ်တွင်တိတ်တဆိတ်ကပ်လိုက်သည့်ထို့နောက်အကြီးအကဲရရှိ၏ရုံးခန်းထဲသို့ဝင်ရောက်ကပင်နာဖြင့်လက်ပြကိုဆွဲထုတ်ပြီးတစိမ့်တုံးကိုယူကာကပ်ပေါ်တွင်တစိမ့်ထိုးလိုက်သည့်အားလုံးပြီးဆုံးသွားပြီးနောက်ချက်ချင်းပင်အခမ်းအနားသို့ပြန်လာခဲ့သည်ကားမောင်းသမားအဖြစ်မိမိကိုဖုံးကွယ်ကအရာရှိတဦးကိုကားထဲသို့ခေါ်ယူပြီးထိုင်ခိုင်းလိုက်သည့်ထို့နောက်ကားတကားကိုပိတ်ပြီးချက်ချင်းစစ်စကန်ဝင်ပေါက်ဖက်သို့မောင်းထွက်သွားသည်အဲ့ဒီအချိန်မှာအရာရှိကသူ၏ပခုံးကိုကိုင်းလိုက်သဖြင့်ကယူနန်အလွန်လန့်သွားသည်ကံကောင်းစွာဖြင့်အရာရှိကရေတောင်းလိုချင်တာဖြစ်သည်စကန်ဝင်ပေါက်ရှိစစ်သားကအရာရှိကိုမြင်သည့်အခါချက်ချင်းအလေးပြုလိုက်သည့်ထို့ကြောင့်ကယူနန်သည်စကန်မှအောင်မြင်စွာထွက်ခွာနိုင်ခဲ့သည်အရာရှိမျက်လုံးဖွင့်လာခြင်းတွင်သူသည်လေကွင်းအလယ်၌လဲလျောင်းနေကြောင်းသိရှိလိုက်သည်ထိုအချိန်တွင်ကယူနန်သည်တောင်ကိုရီးယားဘက်သို့ဆက်လက်မောင်းနေခဲ့သည်သို့တော်မမျှော်လင့်ပဲကားတွင်စီကုံသွားသည်အဲ့ဒီအချိန်မှာစစ်ကား3စီးလမ်းပေါ်မှဖြတ်တန်းလာသည့်ကယူနန်၏ကားကိုမြင်ပြီးရက်လိုက်ကြသည်တန်တရားမဖြစ်စေရန်သူသည်သူတို့ထံမှစီတောင်းယူရန်လိုအပ်လာသည်သူကအတူကကက်ကိုပြသခဲ့တော်လဲအရာရှိတဦးကချက်ချင်းတန်တရားဖြစ်သွားသည်ထိုအရာရှိသည်ဖုံးထုတ်ပြီးကယူနန်၏ယူနစ်တို့ဖုံးဆက်ကအတီးပြရန်ကြိုးစားသည်တင်းမာနေသောအချိန်တွင်ကယူနန်သည်ပြင်းငိမ့်စွာနေပြီးနေအောင်ကမျက်မှန်ကိုဝတ်ကမိမိသည်အရာရှိတဦးကိုခေါ်ဆောင်လာနေသောမစ်ရှင်တွင်ရှိနေကြောင်းပြောဆိုလိုက်သည်အခြေအနေကိုတွေ့မြင်ပြီးအရာရှိများကသူ့ကိုတောက်ခွင့်ပြုလိုက်သည်သို့တော်အခြေအနေသည်ထပ်မံပြောင်းလဲသွားသည်ယခင်ကသူ့ကိုမလေးစားခဲ့သောအရာရှိတဦးသည်ကယူနန်ထွက်ပြေးသွားကြောင်းသိရှိပြီးမကြမီသူ၏လက်အောက်ခံများနှင့်အတူလိုက်လာကကယူနန်ကိုပြစ်ခတ်လိုက်သည်ကယူနန်ကပြန်လည်တုံ့ပြန်ခဲ့သည်